ပိုးဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြမမီရထားဟာရထားစီးခီးသွားပြည်သူများပုံမိုစိတ်ချမ်းမြေစွာသွာလာနိုင်ဖို့အတွက်ရန်ကုန်နေပြည်တော်လမ်းပိုင်းမှာခင်မီလေးပေးဆက်ပါ DMU တွဲဆိုင်တင်များဖြင့်၎င်းရန်ကုန်ပြည်နဲ့ရန်ကုန်မော်လမြိုင်လမ်းပိုင်းတို့မှာလေအေးရထားတွဲဆိုင်များဖြင့်၎င်းနေ့စဉ်ပုံမှန်ပြည့်စွဲပေးလျက်ရှိရာခီးသည်များကြိုက်နှစ်သက်ကြပြီးစီးနှင်းမှုများပြားတာကြောင့်ပြည်ထောင်စုနေ့နဲ့တရုတ်နှစ်တကူရုံးပိရက်ကာလအတွင်းခီးသွားပြည်သူများနဲ့ဌာနဆိုင်ရာဝန်ထမ်းများအစဉ်ပြေစွာခရီးသွားလာနိုင်စေရန်အတွက်ရန်ကုန်နေပြည်တော်ရန်ကုန်မော်လမြိုင်ရန်ကုန်နဲ့ရန်ကုန်ပြည်ရန်ကုန်ခီးစဉ်များကိုပုံမှန်ရထားများအပြင်အထူးရထားများအားဖေဖော်ဝါရီလ12ရက်နေ့မှာ DMU စပိန်အစံအထူးကိုရန်ကုန်မှမနက်6:30မိနစ်30မှာထွက်ခွာပြီးနေပြည်တော်သို့မွန်းတက်12:00နာရီမှ၎င်း DMU စပိန်အစုံအထူးကိုနေပြည်တော်မှမွန်းလွဲ12:30မိနစ်30မှာထွက်ခွာပြီးရန်ကုန်သို့ညနေ6:00နာရီမှ၎င်းလေးအစံအထူးကိုရန်ကုန်မှမနက်9:15မိနစ်မှာထွက်ခွာပြီးမော်လမြိုင်သို့ညနေ6:00နာရီမှ၎င်းလေးအစံအထူးကိုရန်ကုန်မှမွန်းလွဲ1:00နာရီမှထွက်ခွာပြီးပြည်သို့ည8:55မိနစ်မှ၎င်းဖေဖော်ဝါရီလ18ရက်နေ့မှာ DMU စပိန်အစံအထူးကိုရန်ကုန်မှမနက်6:30မိနစ်30မှာထွက်ခွာပြီးနေပြည်တော်သို့မွန်းတက်12:00နာရီမှ၎င်း DMU စပိန်အစုံအထူးကိုနေပြည်တော်မှမွန်းလွဲ12:00နာရီမိနစ်30မှာထွက်ခွာပြီးရန်ကုန်သို့ညနေ6:00နာရီမှ၎င်းလေးအစုံအထူးကိုမော်လမြိုင်မှမနက်9:10မိနစ်မှာထွက်ခွာပြီးရန်ကုန်သို့9:55မိနစ်မှ၎င်းလေးအစုံအထူးကိုပြည်မှ9:00မိနစ်30မှာထွက်ခွာပြီးရန်ကုန်သို့မနက်6:00မိနစ်30မှာ၎င်းတိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။အထက်ပါနီးရများလိုက်ထက်မှန်တိုးချဲ့ပြေးဆွဲပေးမဲ့အထူးရထားများရဲ့လက်မှတ်ကနှုံထားနဲ့ရက်တက်မဲ့ဘူတာများမှာနေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိတဲ့ရထားများအတိုင်းဖြစ်ကြောင်းနဲ့ရထားစီးခီးသွားပြည်သူများအစဉ်ပြေစွာသွားလာနိုင်ရေးအတွက်အထက်တန်းလက်မှတ်အား3ရက်ကြိုတင်ပြီး၎င်းရိုးရိုးတန်းလက်မှတ်အား1ရက်ကြိုတင်ပြီး၎င်းသက်ဆိုင်ရာဘူတာများမှာဝယ်ယူနိုင်ကြောင်းဒါအပြင်ရန်ကုန်နေပြည်တော်ရန်ကုန်လမ်းမအတွင်းပြည်ဆွဲလျက်ရှိတဲ့ပုံမှန်ရထားများနဲ့အထူးရထားများအတွက်အွန်လိုင်းမှာလက်မှတ်ရောင်းချခြင်းနဲ့ငွေပေးချေခြင်း Online Railway Ticketing and Payment System ORTP စနစ်ဖြင့်ကြိုတင်ဝယ်ယူနိုင်ပြီးခီးစဉ်အစားဆုံးဘူတာများအတွက်9ရက်နဲ့ဂျားဘူတာများအတွက်3ရက်ကြိုတင်ပြီးဝယ်ယူနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။